ချမ်းစီနင်ဘယ်လိုဖြစ်ပြီးရောက်လာတာလဲမင်းအတွက်သတင်းအစ်တစ်ခုယူလာပေးတာကြံကြံ့ပင်ရဲ့ချမ်းလုံလုပ်ငန်းစုကတပြည်နယ်လုံးမှာရှိတဲ့အယောင်ကိုယ်စားလှယ်တွေကိုပိတ်ဆို့အမိန့်ထုတ်ထားတယ်ကျွန်တော်တို့တောင်သူလယ်သမားလုပ်ငန်းကထွက်တဲ့ကုန်ပစ္စည်းတွေကိုဘယ်သူမှမရောင်းပေးဖို့တားမြစ်ထားတာလမ်းကြောင်းတွေကိုဈေးကွက်လက်ဝါးကြီးအုပ်ပြီးတောင်သူလယ်သမားလုပ်ငန်းတွေကိုနှိပ်ကွက်တာပေါ့ဒါကသတင်းကြီးရဲ့ကျွန်တော်ဘက်ကနေကူညီပြောပေးဖို့မတောင်းဆိုပါဘူးအမှန်တိုင်းပဲရေးပေးဖို့တောင်းဆိုချင်တာပါတောင်သူလယ်သမားလုပ်ငန်းများပြည်နယ်ရင်းရှိလုပ်ငန်းကြီးတစ်ခု၏ပိတ်ဆို့ခြင်းကိုခံရကောင်းမွန်သောကုန်ပစ္စည်းများအဘဲကြောင့်မြို့ပေါ်ဈေးကွက်သို့မဝင်ရောက်နိုင်သည်။ဒီသတင်းဆောင်ပါကိုဒီနာပဲချက်ချင်းထုတ်လိုက်ချမ်းစီမင်းကကိစ္စတွေကိုအပြည့်ရှင်းမလို့ပေါ့ဖုံးဟွမ်ကုမ္ပဏီအပေါ်ချမှတ်ထားတဲ့ပိတ်ဆို့အမိန့်ကိုပြန်ရုပ်သိမ်းလိုက်ပြီးတော့ချမ်းစီနဲ့တွေ့ဖို့ချိန်လိုက်ပါငါတို့ကိုတစ်ချက်လောက်တွေးကြည့်ခြင်းနဲ့ဥက္ကဋ္ဌချန်ထိုင်ပါဥက္ကဋ္ဌချန်ကကျွန်တော်ကိုချိန်တာလက်ဖက်ရည်တောက်ဖို့တသက်ပဲမဟုတ်တော့ပါဘူးနော်ဟာဟာလူငယ်လေးမင်းကငါတကယ်သဘောကျတယ်ဘာမှမရှိတဲ့အခြေအနေကနေအခုလိုအခြေအနေမျိုးထိစူးစမ်းလာနိုင်တာတကယ်မလွယ်ဘူးဒါကြောင့်ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ်350 9တန်းမင်းကုမ္ပဏီရဲ့ပိုင်ဆိုင်မှုအားလုံးနဲ့အမှတ်တစိတ်ဗရန်ကိုငါဝယ်ယူမယ်မင်းကငါအတွက်စက်ပြီးစီမံခန့်ခွဲပေးလာစာကိုတော့တီးတန်းထက်တွက်ပေးမယ်ဥက္ကဋ္ဌချန်ခင်များမြင်မှာတော့အရာအားလုံးကိုငွေနဲ့ပဲတန်ဖိုးဖြတ်လို့ရတယ်ပေါ့ဒါပေမဲ့တချို့ຢာတွေကိုတော့ခင်များငွေနဲ့ဝယ်လို့မရဘူးဥပမာရုန်းကန်ခဲ့ရတဲ့တောင်သူတယောက်ရဲ့ဂုဏ်သိက္ခာမျိုးပေါ့ဒီတကားပြင်ပကိုခြေလန်းလိုက်ရင်မင်းဆုံးရှုံးရမှာကဒီလောက်တင်မဟုတ်တော့ဘူးနော်ဥက္ကဋ္ဌချန်ခင်များကကျွန်တော်ကိုနှိပ်ကွနေတယ်လို့ထင်နေတာတကယ်တော့ခင်များကျွန်တော်ကိုကူညီပေးနေတာစိတ်ရင်းမရှိတဲ့သူတွေကိုဖယ်ထုတ်ပစ်ဖို့ကူညီပေးနေတာပါဥက္ကဋ္ဌချန်ချမ်းလုံဘက်ကအရှုံးခံပြီးဈေးနှုန်းတွေလျှော့ချနေပြီးသူတို့ရဲ့ကုန်ပစ္စည်းအားလုံးကကျွန်တော်တို့ထက်30%ပိုသက်သာနေတယ်ဒီဈေးနှုန်းတိုင်းဆိုရင်ကျွန်တော်တို့ကုန်ပစ္စည်းတစ်ထုပ်ရောင်းတိုင်းနှစ်ကျပ်လောက်ရှုံးနေမယ်အခုကိုတောင်ထဲမှာလည်းတစ်တာပေါင်း8000ကျော်ပုံနေပြီသူတို့ကဈေးလျှော့တယ်ဟုတ်လားဒါဆိုကျွန်တော်တို့ကဈေးတက်မယ်ဈေးတက်မယ်ဟုတ်လားအနှိမ်တန်းဈေးကွက်ကိုဖျက်တောက်လိုက်မယ်ကုန်ပစ္စည်းထုတ်ပိုးမှုအားလုံးကိုအဆင့်မြင့်တင်ပြီးတဘာဝအော်ဂဲနစ်အတိအမှတ်ပြုလက်မှတ်ရှောက်မယ်ဈေးနှုန်းကိုနှစ်စမြင့်လိုက်ပါသူကဈေးနှုန်းစစ်ပွဲဆင်နွှဲပြီးငွေပုံဩဃဈေးကွက်ကိုဖျက်ဆီးနေတာကျွန်တော်တို့အဲ့ဒီနောက်ကိုလိုက်မလုပ်ဘူးကျွန်တော်တို့ကအရေးသွေးချင်းပြိုင်မယ်မောင်ကျန်ဈေးနှုန်းကိုနှစ်စမြင့်လိုက်ရင်ဘသူကဝယ်တော့မှာလဲဈေးမတက်နိုင်တဲ့သူတွေကအစတဲကကျွန်တော်တို့ရဲ့အဓိကဖောက်တီတွေမဟုတ်ပါဘူးဈေးတက်နိုင်တဲ့သူတွေအဓိကလိုချင်တာကစိတ်ချရမှုကျန်းမာရေးပဲဥက္ကဋ္ဌချန်သူတို့ရဲ့ကုန်ပစ္စည်းအားလုံးက90%ထိဈေးတက်သွားပြီးထုတ်ပိုးမှုကိုလည်းအဆင့်မြင့်ထားတဲ့လူကုန်ထမ်းရက်ကွက်တွေကစူပါမားကတ်တွေမှာတုံ့ပြန်မှုတွေတအားကောင်းနေတယ်မိခင်နဲ့ကလေးပစ္စည်းဆိုင်တွေကပါသူတို့ပစ္စည်းကိုပဲအဓိကမှာယူနေကြတယ်ငါကဈေးနှိမ်တာကိုသူကဈေးတက်ရဲတယ်ပေါ့ဒီကောင်ကပုံသေးနဲ့တိုင်းမကစားဘူးပဲနောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်စီထုံတဲယူပို့ဆောင်ရေးဒရက်ခင်နဲ့ကရွှီကြန့်ကော်မနေ့ကသူတို့ကုမ္ပဏီကိုတွားခဲ့တယ်ငါတို့ကဈေးလျှော့ပြီးတိုက်ခိုက်တာကသူ့အတွက်အဆင့်မြင့်ဖောက်တီတွေကိုရွေးချယ်ပေးတယ်လို့ဖြစ်သွားတာပေါ့ငါကသူ့အတွက်အလားကားအလုပ်ကျွေးပြလိုက်ရတာလားဒီချန်စီကငါထင်ထားတာထက်ပိုပြီးရင်ဆိုင်ရခက်တာပဲနှိတ်ကိုလို့မရမှာတော့ဗျူဟာပြောင်းရမှာပေါ့သူကအဆင့်မြင့်ဈေးကွက်ကိုတွားကျင်တယ်ဟုတ်လားဒါဆိုရင်လည်းကြည့်ကြသေးတာပေါ့ဥပဒေရေးရာဌာနနဲ့ဈေးကွက်ဌာနကတာဝန်ခံတွေကိုငါရုံးခန်းကိုချက်ချင်းလာခိုင်းလိုက်အခုချက်ချင်းဥက္ကဋ္ဌချန်မင်းရဲ့လုပ်ငန်းထူထောင်ခဲ့တဲ့တမိုင်းကြောင်းကိုငါကြားဘူးပါတယ်ဆင်းရဲတဲ့ဘဝကနေအောင်မြင်အောင်ရုန်းကန်လာနိုင်တဲ့သူမို့ငါရွှီကြန့်ကော်ကတကယ်လေးစားတယ်ဥက္ကဋ္ဌရွှီကအဝေးကြီးကနေရောက်လာတာကျွန်တော်ကိုချီးမွမ်းဖို့တသက်ပဲမဟုတ်တော့ပါဘူးငွေသားသိန်း1010တန်းရဲငါရဲ့စီထုံတဲယူပို့ဆောင်ရေးလုပ်ငန်းရဲ့တပြည်နယ်လုံးကအေကန်ပို့ဆောင်ရေးကွန်ရက်ကိုပါထည့်ဝင်ပြီးမင်းကုမ္ပဏီရဲ့ရှယ်ယာ20%နဲ့လဲမယ်ကန့်လန့်ချက်ကတော့အတော်လေးမြတ်တတ်ပါတယ်ဒါပေမဲ့ကျွန်တော်မှာအခြေအနေတစ်ခုရှိတယ်ပြောပါခင်များငွေကြေးနဲ့ဖြန့်ချီရေးလမ်းကြောင်းတွေထည့်ဝင်တာကိုကျွန်တော်မငင်းပါဘူးဒါပေမဲ့ကုမ္ပဏီရဲ့စီမံခန့်ခွဲပိုင်ခွင့်အာဏာကတော့ကျွန်တော်စီမှာပဲရှိရမယ်ဒီချက်ကိုစာချုပ်ထဲမှာထည့်ရေးရမယ်ကြံကြံ့ပင်ကဈေးနှိမ်နေတဲ့အချိန်မှာဈေးနှုန်းကိုပြောင်းပြန်တက်ရဲတဲ့မင်းရဲ့တတိကြောင့်တင်ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုကိစ္စတွေကိုငါဝင်မစွက်ဖက်ဘူးငါရဲ့ပို့ဆောင်ရေးကွန်ရက်ရှိရင်မင်းရဲ့ကုန်ပစ္စည်းတွေက24နာရီအတွင်းတပြည်နယ်လုံးကိုဖြန့်ကျက်နိုင်ပြီဥက္ကဋ္ဌရွှေရဲ့ပို့ဆောင်ရေးကွန်ရက်ရှိရင်ကြံကြံ့ပင်လည်းကျွန်တော်တို့ကိုတားဆီးနိုင်တော့မှာမဟုတ်ပါဘူးမနေ့ဖြန်ငါရုံးချုပ်ကိုလာခဲ့စာချုပ်ကိုတရားဝင်လက်မှတ်ရေးထိုးကြတာပေါ့